ပင်လယ်လိပ်တစ်ကောင်ဟာသူ့နောက်ကနေအမြဲတမ်းလိုက်နေတဲ့ထူးဆန်းတဲ့ငါးတစ်ကောင်ကြောင့်စိတ်နှောက်ယှက်ဖြစ်လာတဲ့အခါရုတ်တရက်လှည့်ပြီးသူ့ရဲ့အားကောင်းတဲ့စူးတောင်တစ်ခုနဲ့အဲ့ဒီငါးကိုရိုက်တက်ပါတယ်ပင်လယ်လိပ်တွေဟာအများအားဖြင့်တည်ငြိမ်ပြီးရင်ကျေးပုံပေါက်ပေမဲ့ရေငုပ်သမားတွေအနားကိုအရန်ကတ်လာတဲ့အခါဒါမှမဟုတ်သူတို့ကိုသူတို့အန္တရာယ်ရှိတယ်လို့ခံစားရတဲ့အခါဒါမှမဟုတ်စိတ်နှောက်ယှက်ဖြစ်တဲ့အခါမျိုးမှာအံ့ဩစရာကောင်းလောက်အောင်ဒေါသထွက်တတ်ကြပါတယ်အဲ့ဒီလိုအချိန်မျိုးမှာသူတို့ဟာသတိပေးတဲ့အနေနဲ့သူတို့ရဲ့တန်မာတဲ့ရှေ့ဆူတောင်တွေကိုဝေယမ်းတက်ကြပါတယ်တခါတရံမှာဆိုရင်လိပ်တွေဟာအရသာမရှိတဲ့အစာတွေကိုစားမိတဲ့အခါစိတ်ပြက်လက်ပြက်ဖြစ်ပြီးဒေါသတကြီးရိုက်ခတ်တတ်ပါသေးတယ်ပင်လယ်လိပ်တွေရဲ့အမြင်အာရုံဟာအလင်းရောင်အခြေအနေချို့မှာကောင်းမွန်လေးမရှိတဲ့အတွက်လူတစ်ယောက်ရဲ့မျက်နှာကြီးရုတ်တရက်သူတို့ရှေ့ကိုရောက်လာတဲ့အခါရုတ်တရက်အံ့အားသင့်ပြီးတုံ့ပြန်လိုက်တတ်တာမျိုးဖြစ်နိုင်ပါတယ်တချို့အခြေအနေတွေမှာဆိုရင်သူတို့ဟာလူလက်ချောင်းတွေဒါမှမဟုတ်ပစ္စည်းတွေကိုအစာလို့မှားယွင်းထင်မှတ်ပြီးကိုက်မိတာမျိုးလဲရှိတတ်ပါတယ်သို့တော်လည်းလိမ့်နှကောင်ဟာနေမြေအငင်းပွားမှုတွေမှာတစ်ကောင်နဲ့တစ်ကောင်ရင်ဆိုင်ရတဲ့အခါမျိုးမှာတော့စူးတောင်နဲ့ရိုက်ခတ်တာဟာတကယ်ကိုတိုက်ပွဲဝင်တာမျိုးဖြစ်လာပါတယ်ပင်လယ်လိပ်တွေရဲ့ရှေ့လက်တံတွေဟာစူးတောင်တွေအဖြစ်ပြောင်းလဲလာခဲ့ပေမဲ့သူတို့ဟာအဲ့ဒီစူးတောင်တွေကိုလက်တွေလိုမျိုးအသုံးပြုတတ်ကြပါတယ်အစာစားတဲ့အခါမှာလည်းသူတို့ရဲ့စူးတောင်တွေကိုအသုံးပြုပြီးရိုက်ခတ်တာဒါမှမဟုတ်အစာကိုဖမ်းဆုပ်ထားတတ်ကြပါတယ်ဥပမာအားဖြင့်ခဲဘတ်ငါ jellyfish တွေကိုဖမ်းတဲ့အခါလိပ်တွေဟာသူတို့ရဲ့ထိခိုက်လွယ်တဲ့မျက်လုံးတွေကိုကာကွယ်ဖို့အတွက်စူးတောင်တွေနဲ့ခဲဘတ်ငါရဲ့အစိတ်ရှိတဲ့ရေတံခွန်တွေကိုအကြိမ်ကြိမ်ခါထုတ်လေးရှိပြီးအစာကိုလည်းဝါမျိုးဖို့လွယ်ကူတဲ့အပိုင်းအစာလေးတွေဖြစ်အောင်ဆွဲဖြတ်တတ်ကြပါတယ်